ခုကဝင်းရတီဟိုတယ်ဝင်မှာအခုမန်းလေးရောက်ပြီဆိုတော့ လောက်ကလည်းဟိုတောက်ဟိုကားမဲလေးရ ဝင်းရတီဟိုတယ်ခုစဝင်ပါပြီတော့ခင်းရတော့ဆိုတဲ့ဟိုတယ်တစ်ခုလေးဖြစ်တယ်ပေါ့နော်ဟိုက comfortable ဖြစ်တယ်အချားဟိုတယ်ထပ်ပေါ့နော် comfortable ခင်းရတော့ပြန်အစင်းလည်းပြန် food service လည်းပါအဲ့တော့ခုကဝင်းရတီမှာတဲမှာပေါ့နော်ဟိုကကြမ်းလို့လား ဟိုဒီပစ္စည်းချအောင် ပစ္စည်းချပြီးတော့ငါတို့ပြန်ထွက်အောင်ပါဘယ်မှာပစ္စည်းချမလဲ reception ဘယ်နားမလဲမေးလိုက် ရှိပါ တော့ခုကအထဲထဲဝင်ပါမယ်မီးရလည်းလင်းထင်ရလို့ ဒီမှာပစ္စည်းချပြီလား ဟုတ်တယ် ဒီမှာချအောင် ဒီဟို မီး မှာ ရလည်းလင်းထင်ရခုကဖေးတော့ဒဇာလို့ပုံမိလာတယ် မဘုံလေး ရှိမှတော့လောလောဆယ်ချလို့ရတယ် တော့လာကြုံလားခုကဒီဖတ်ချင်မှာကျွန်တော်တော့မလေးရလေးတရက်လေးပဲအိမ်မှာဒီမှာ one day only one day ပြန်ထဲထဲဝင်မှာပေါ့နော်ဟုတ်တယ်လေမပါ ဟုတ်တယ်